အားလုံးပဲမင်္ဂလာပါဂျော်နီဖော်ပေါ်နီဝမ်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိုဟာမက်ဆာလက်ရဲ့နောက်ဆုံးအသင်းကိုတင်ဆက်သွားမှာပါလီဗာပူးတိုက်စစ်မှုဖြစ်တဲ့မိုဟာမက်ဆာလက်အနေနဲ့ပေါ့နော်ဒီနေရာဒီမှာအသင်းကနေထွက်ခွာဖို့အလားအလာပုံများနေတယ်ဆိုပြီးတော့ BBC Sport ကဖော်ပြခဲ့ပါတယ်အီဂျစ်လက်ရေးစင်ကစားသမားဖြစ်တဲ့မိုဟာမက်ဆာလက်အနေနဲ့ပေါ့နော်ပြီးခဲ့တဲ့နှစ်ကမှလီဗာပူးအသင်းနဲ့တူနှစ်နှစ်စာချုပ်သစ်ထပ်ပြီးချုပ်ဆိုထားတဲ့ဆိုပေမဲ့လည်းပြီးခဲ့တဲ့ဒီဇင်ဘာလပရီးမီးယားလိရဲ့ယာတီလေလောက်မှာပေါ့နော်သူ့အနေနဲ့အသင်းမှာပုံမှန်ပတ်သက်ခွင့်မရဘဲနဲ့ရန်ကုန်ထိုင်နေခဲ့ရတယ်ပေါ့နော်အဲ့ဒီအချိန်နေကြောင့်ဒါဆာလက်အနေနဲ့အသင်းကိုစိတ်ပြတ်ပြီးတော့အသင်းကနေထွက်ခွာတော့မယ်ဆိုပြီးတော့သတင်းတွေလည်းအများကြီးထွက်ပေါ်ခဲ့ပါတယ်ဒါပေမဲ့ယခုအခါမှာတော့ဒါအခုလက်ရှိဇန်နဝါရီပြောင်းရွှေ့ဈေးကွက်ကလည်းကုန်လုံသွားပြီဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့တခြားသောဘက်ကလပ်ကမှပြောင်းရွှေ့ခြင်းမရှိဘဲနဲ့ယခုလက်ရှိလီဗာပူးအသင်းမှာပဲဆက်လက်ရှိနေတယ်ပေါ့နော်အာဖရိကနိုင်ငံများဖလားပြိုင်ပွဲသွားကန်ပြီးလို့သူ့အနေနဲ့ဒါအသင်းကိုပြန်လာချိန်မှသာလေရင်ပုံမှန်ပတ်ထွက်ခွင့်တွေပြန်ရခဲ့တယ်လို့လည်းသိရပါတယ်အသက်33နှစ်အရွယ်ရှိနေပြီဖြစ်တဲ့မိုဟာမက်ဆာလက်အနေနဲ့ဒီနေရာဒီမှာသူ့အနေနဲ့ထွက်ခွာခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ Saudi Pro League နဲ့ MLS League တို့ကိုသူ့အနေနဲ့ထွက်ခွာဖို့အလားအလာပုံများနေတယ်ဆိုပြီးတော့လည်း BBC ကဖော်ပြခဲ့ပါတယ်မိုဟာမက်ဆာလက်အနေနဲ့ဒါသူအသင်းနဲ့အတူပေါ့နော်2026ခုနှစ်မှာအသင်းနဲ့အတူပြန်ပွဲဆောင်9ပွဲကစားပြီးတော့2ဂိုးသွင်းယူထားခဲ့တဲ့ကစားသမားလို့လည်းသိရပါတယ်အားလုံးကျေးဇူးတင်ပါတယ်